ကုမ္ပဏီကအမျိုးသမီးဝန်ထမ်းတွေအားလုံးစုပေါင်းပြီးဥက္ကဋ္ဌကြီးရဲ့အိမ်ကိုလဲပတ်ထိုရောက်လာခဲ့ကြတယ်။မထင်မှတ်ပဲအိမ်တကားကကျမရဲ့မျက်နှာကိုမှတ်မိသွားပြီးအလိုလျောက်ပွင့်သွားခဲ့တယ်။အားလုံးကကျမကိုဇဝေဇဝါနဲ့ဝိုင်းကြည့်နေကြရတာပေါ့။ကျမလည်းတကယ့်ကိုထိတ်လန့်သွားခဲ့ရတယ်။ဥက္ကဋ္ဌနဲ့ကျမရဲ့ပတ်သက်မှုကိုသူတို့တွေသိသွားမှဆိုရင်ဒါကြောင့်ကျမဟာညွှန်ကြားရေးမှူးဒါရိုက်တာကိုတမင်ဖားလိုက်ပြီးသူမကြောင့်တကားပွင့်သွားတာပါလို့အကွက်ချပြောလိုက်တယ်။အသားလို့ကုံမှတ်တဲ့ညွှန်ကြားရေးမှူးကလည်းလော့ဖော်ကိုင်ပတ်ဒီရဲ့မနာလိုမှုကိုခံချင်တာကြောင့်သူမဖွဲ့လိုက်တာပါလို့မဆိုင်မတွက်ဝန်ခံလိုက်ပြီးအိမ်ရှင်မတယောက်လိုပဲကျမတို့ကိုအထက်ဖိတ်ခေါ်ပါတော့တယ်။အဲ့ဒီအချိန်မှာကျမရဲ့ခင်ပွန်းထီတဲ့ဥက္ကဋ္ဌကြီးဟာကျမသူ့ကိုမြင်ပြီးအံ့ဩသွားမဲ့မျက်နှာလေးကိုမြင်ချင်လို့တေးသေးချာချာပြင်ဆင်နေတာပါ။သူရဲ့လက်ထောက်ကကျမအတွက်ပြင်ဆင်ထားတဲ့ဖိတ်စာကိုညွှန်ကြားရေးမှူးစီမားပို့လိုက်မိတယ်ဆိုတာသူလုံးဝမသိခဲ့ဘူး။ညွှန်ကြားရေးမှူးကတော့ဥက္ကဋ္ဌကြီးကသူမကိုစိတ်ဝင်စားနေတာလို့ထင်ပြီးကြွားကျင်တာနဲ့လော့ဖော်ကိုင်ပတ်တွေကိုပါအုပ်စုလိုက်ခေါ်လာခဲ့တာလေ။ကျမလည်းခင်ပွန်းချစ်သူကိုအမြန်ပုံးနေဖို့လမ်းပြောလိုက်ရတယ်။လော့ဖော်ကိုင်ပတ်တွေအဲ့ကန်တဲ့ဝင်လာတဲ့အခါရိုမန်တစ်ဆန်ဆန်ကျင်ဆင်ထားတာတွေကိုမြင်ပြီးမြင်တတ်သွားကြတယ်။စပွဲဖော်ကပန်းတွေနဲ့ဝိုင်းတွေကိုကြည့်ပြီးညွှန်ကြားရေးမှူးဟာလူတိုင်းရဲ့မနာလိုမှုကိုခံရတဲ့အရာဝတ္ထုဖြစ်သွားခဲ့တာပေါ့။ကျမလည်းကျမပေါ်ထားတဲ့ခင်ပွန်းရဲ့အချစ်တွေကိုခံစားလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲဗီဒီယိုပေါ်ကဓာတ်ပုံတစ်ပုံကိုကျမလိုင်းမြင်လိုက်တယ်။ဘယ်သူမှသတိမထားမိခင်အဲ့ဒီဓာတ်ပုံကိုအမြန်ဖယ်ရှားဖို့ကြိုးစားပေမဲ့ညွှန်ကြားရေးမှူးကရောက်လာပြီးကျမတခုခုခိုးသလားဆိုပြီးစစ်မိပါတော့တယ်။ကျမလက်မြောက်ပြပြီးညင်းလိုက်ပေမဲ့သူမကကျမကိုမတင်ကားပြားကောင်းတယ်လို့ဆက်ပြီးဆွဆွဲနေခဲ့တယ်။ပြီးတော့သူမကကျမရဲ့အိတ်ကိုဆွဲလူပြီးဖွင့်ကြည့်လိုက်တယ်။ပေမဲ့အထဲမှာဘာမှမရှိပါဘူး။ကျမကဓာတ်ပုံကိုကျမတငယ်ချင်းရဲ့လက်ထဲမှာတိတ်တဆိတ်ထိပ်ပြီးပြီလေ။ညွှန်ကြားရေးမှူးကသူမကိုအဆက်ခွဲလာလို့ထင်သွားတာကြောင့်ဥက္ကဋ္ဌရဲ့ဇနီးရဲ့တွင်နဲ့ကျမကိုမိဖို့ကြောင့်တည်းတွားပြီးဟင်းချက်ဖို့ခိုင်းပါတော့တယ်။အမှန်တရားပေါ်သွားမှဆိုလို့ကျမလည်းသူမခိုင်းတဲ့အတိုင်းလုပ်လိုက်ရတယ်။ကျမဒီအိမ်နဲ့အရန်ရင်းနှီးနေတာကိုညွှန်ကြားရေးမှူးသတိထားမိသွားတာကိုကျမမသိခဲ့ဘူး။မိဖို့ကြောင့်တည်းဝင်လိုက်တာနဲ့တပြိုင်နက်ကျမကိုလက်တစ်ဖက်ကဆွဲဖမ်းလိုက်တယ်။ကြည့်လိုက်တော့ကျမခင်ပွန်းကအထဲမှာပုံနေတာပါ။ကျမလည်းဝမ်းသာအားရနဲ့သူတန်းနေတဲ့ယုံသားရွယ်တွေကိုကိုက်ပြီးကစားနေမိတယ်။မထင်မှတ်ပဲအဲ့ဒီအချိန်မှာပဲညွှန်ကြားရေးမှူးကကျမခင်ပွန်းစီကိုဖုံးဆက်လိုက်တော့လေ။သူ့ဖုံးရဲ့မိစံကမိဖို့ကြောင့်ထဲမှာတင်ကျဲလောင်းစွာထွက်ပေါ်လာ